ဒါကခမရတို့ကျုပ်တို့ရဲ့အရှိတော်ဗန်ပါဒါကတော့ထိုင်းလူမျိုးတွေရဲ့အရှိတော်ရော့ထန်ပါတကယ်လို့သူတို့နှစ်ယောက်ကြိုးဝိုင်းထဲမှာတိုက်ခိုက်ရင်ဘသူနိုင်မယ်လို့ထင်တယ်အပြေပံကိုအရင်မပြောခင်စီမင်းစီကန်းတွေနဲ့ကြည့်လိုက်ရအောင်ရော့ထန်ဟာဝမ်းမှာတော့ပြိုင်ပတ်ကင်းတဲ့ကစားသမားတစ်ယောက်ပါသူ့ရဲ့မာကုံချောင်းအတော်လေးနာမည်ကြီးတဲ့ငွေထိုင်းပညာရှင်တအုပ်ပါထိုင်းတွေရဲ့အရှိတော်လို့ပြောရင်လည်းမမားပါဘူးဗန်ကလည်းမကြသေးခင်ကမှကပတ်ရခဲ့တဲ့ကစားသမားတအုပ်ပါဗန်ကလက်သီးပါဝါရန်ကောင်းပြီးပြိုင်ဘက်ကိုရှင်းမြန်စွာတိုက်ခိုက်တတ်တဲ့ကစားသမားမို့ USC မှာတော့ခုနောက်ပိုင်းပြိုင်ဘက်ကင်းတဲ့ကစားသမားတအုပ်ဖြစ်လာခဲ့ပါတယ်ဒါကြောင့်သူတို့နှစ်ယောက်ကအားသာချက်ကိုစီနဲ့ရှိနေကြပါတယ်ဒါပေမဲ့ဘသူ့ကိုမှဗမ်းမလိုက်ပဲအမှန်နဲ့ပြန်ရအောင်လက်ဝိတ်သမားတယောက်ဟာအရက်မောင်ကအလွန်ရေးကြီးပါတယ်ရော့ထန်ရဲ့ရက်ကအများတို့သိတဲ့အတိုင်းပဲ9ဘီနဲ့9လမ်းရှိပါတယ်ဒီနေရာမှာဗန်ရဲ့ရက်မောင်ကလည်း9ဘီနဲ့9လမ်းပါပဲဒါကြောင့်သူတို့နှစ်ယောက်ကဘသူမှအမှတ်မရပါဘူးတည်ရပါပဲလက်ဝိတ်သမားတယောက်မှာဒုတိယအရေးကြီးဆုံးကလက်သီးပါဝါပါဒီနေရာမှာရော့ထန်ရဲ့လက်သီးပါဝါက PSI နဲ့တွက်မယ်ဆိုရင်900ကနေ1000ကြားတိရှိနိုင်ပါတယ်ဒါဟာအုံးဒီရလုံးကိုတစ်ချက်တည်းထိုးတာနဲ့ကွဲနိုင်တဲ့အနေအထားမျိုးပါအတော်လေးကိုကြောက်ဖို့ကောင်းပါတယ်တပ်ဖက်ကဘန်ရဲ့လက်သီးပါဝါကတော့ PSI နဲ့တွက်မယ်ဆိုလို့ရှိရင်900ကနေ1200တိရှိနိုင်ပါတယ်ဒါဟာလည်းအလွန်ကြောက်ဖို့ကောင်းတဲ့လက်သီးပါဝါပါတာမန်လူတယောက်ကိုတစ်ချက်တည်းနဲ့သိစေနိုင်ပါတယ်လက်သီးပါဝါအမှာတော့ဘန်ကတီးတီးတသာတာလုံးနေတာကိုမြင်တွေ့ရမှာဒါကြောင့်မို့လို့အခုချိန်မှာဘန်ကတမှတ်ရပါတယ်လောဝိတ်သမားတယောက်မှာတတိယအရေးကြီးဆုံးကတော့မာကုံပါပဲရော့ထန်ဟာတကယ်ကိုမာကုံမြင့်တဲ့ကစားသမားတယောက်ပါအဲ့ဒါကြောင့်ပဲထိုင်းလူမျိုးတွေကတမ်မလီလူသားတို့တော့တင်စားကြပါတယ်တစ်ဖက်ကဘန်ကိုကြည့်ရင်တော့ဘန်ဟာရော့ထန်တော့မမနိုင်ပါဘူးဘန်ဟာလက်သီးချက်တစ်ချက်တည်းနဲ့လဲခဲ့ဘူးတဲ့ကစားပွဲတစ်ပွဲရှိခဲ့ဘူးပါတယ်ဒီနေရာမှာတော့ရော့ထန်ဟာတမှတ်ရပါတယ်အခုချိန်ကြီးတော့နှစ်ယောက်လုံးကတည်ရပဲရှိနေပါသေးတယ်နှစ်ယောက်စလုံးကအစင်းမြင့်တဲ့လောဝိတ်သမားတွေဖြစ်တဲ့အတွက်ပြိုင်ပွဲမှာထုံးစံအတိုင်းရှုပ်ကွက်တွေပါနိုင်ပါတယ်ဒီနေရာမှာတော့ရော့ထန်ဟာအမ်မမေပိုင်းကိုဒီလောက်ထိမကောင်းပါဘူးရော့ထန်ဟာမာကုန်းနဲ့မွှေးထိုင်းလောက်ပဲကောင်းတာပါရှုပ်ကွက်အပိုင်းမှာတော့ရော့ထန်ဟာအလွန်အားနည်းနေတာကိုတွေ့ရမှာပါဘန်ကတော့ဒီနေရာမှာအတော်လေးအားသာနေတာကိုမြင်တွေ့ရပါလိမ့်မယ်ဘန်ဟာရှုပ်ကွက်အလွန်ကောင်းတဲ့ကစားသမားတအုပ်ပါဒါကြောင့်ရော့ထန်ဟာဘန်နဲ့တွေ့ရင်ရှုပ်ကွက်ကြောင့်ရှုံဖို့90%လောက်ထိသိကြပါတယ်ရှုပ်ကွက်မှာတော့ဘန်ကတမှတ်ရတာပါတယ်အခုချိန်မှာတော့ဘန်က2မှတ်ရော့ထန်ဟာ1မှတ်နဲ့ဘန်ကပဲနိုင်ရတာပါတကယ်လို့အပြင်မှာသာသူတို့နှစ်ယောက်ကိုတကယ်တဲပေးခဲ့ရော့ထန်အတွက်တော့တကယ်အိမ်မက်ဆိုတစ်ခုဖြစ်လာမှာပါခင်ဗျားတို့ရောဘယ်လိုထင်လဲခင်ဗျားတို့ရဲ့ထင်မြင်စကြက်လေးတွေကိုလည်းကျွန်တော်ရဲ့ဗီဒီယိုရဲ့ comment ထဲမှာရေးခဲ့ပြီးလို့ရပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားဝေးရဲ့တယောက်ရှင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်